အားလုံးပဲမတွေ့ရတာကြာပြီဗျကြတော့ရဲ့ Binko Recap Channel ကနေပြန်လဲကြိုဆိုပါတယ်ဗျဗီဒီယိုလို့စောင့်နေတဲ့အတိုင်း Boston Score လေးကိုတက်လက်တင်ပေးမှာပါဗျကဲဆက်လိုက်ကြရအောင် Chapter 2 ရဲ့အစမှာမင်းသားက Austin ကိုဒူးနဲ့ပြေးတိုက်လိုက်တာကိုတွေ့ရမှာပါထို့နောက်မင်းကသားပြန်ပြီးဘူးကြည့်နေမှာရတယ်ထို့နောက် Austin ကတင်းသွားပြီးစောက်ကလေးဆိုပြီးမင်းသားကိုခပ်ပြင်းပြင်းလက်သီးချက်တစ်ချက်ကျွေးမွေးလိုက်ပါတယ်ထိုလက်သီးချက်ကြောင့်မင်းသားလဲမြေပြင်ပါကိုကလာကားတဲ့ကလိုလွင့်ထွက်သွားတော့တယ်ထို့နောက် Austin ကဒေါသထွက်နေတဲ့ဗီလာတန်နဲ့ချီပဲမင်းတည်ကျင်လာတာလားဆိုပြီးအော်ပြောတာတယ်မင်းသားကတော့ဘသူ့ကိုမွေကြောက်တတ်တဲ့ကောင်မျိုးမဟုတ်ဖြစ်လာမဲ့ကိစ္စကိုလည်းမတွေးတော့ပဲဘေးနားမှာရှိတဲ့ခဲကိုကောက်ကင်ကအရှိကလူကိုဘလို့နိုင်ယူရမလဲဆိုတာပဲတွေးနေတာတယ်ထို့နောက်မင်းကသားကအားပြင်းပြင်းနဲ့အားငါဆိုပြီး Austin ရဲ့မျက်နှာကိုအုပ်ခဲချက်နဲ့ပိတ်ရိုက်လိုက်ပါရတယ်ထိုရိုက်ချက်ကြောင့်အားလုံးအံ့ဩသွားတဲ့အချိန် Austin ကမြေပြင်ရေပါကိုလဲသွားတော့တယ်Austin ရဲ့တငယ်ချင်းများက Hey Austin ဟေ့ကောင်ထားအောင်လေကွာမင်းကကြောင်းကိုအုပ်ချုပ်သူလက်ကွာဟောင်း Austin ထားအောင်သားကြီးဆိုပြီးဝိုင်းခေါ်နာကြတာပေါ့ထိုစဉ် Austin ကမှလည်းတွေးထွက်ကြလာပြီ Austin ဤတငယ်ချင်းများတင်းသွားကြပြီးအကလေးစုပ်အကလေးကိုရအောင်တားကြဆိုပြီးဝိုင်းကြတာပေါ့မင်းသားရဲ့အတွေ့အထဲမှာတော့ငါကလေးအတွက်မူခွာလာတာပဲငါကဗေဒမှရှုံးမှာမဟုတ်ဘူးဆိုပြီးအကုန်လုံးကိုစပြီးပြင်းမာရတယ်ကလေးတယောက်ရဲ့စွမ်းရည်ကအံ့ဩစရာပါပဲနာထို့နောက်အရာအလုံးငြိမ်သက်သွားချိန်တွင်အမေရေဆိုတဲ့ခေါ်တမ်းမှတပါအခြားတိတ်ဆိတ်နာလူအများရဲ့နာကျင်ချက်တွေတို့ကိုညီတိုင်တွားနဲ့အတူလက်မှာသွေးစွန်းနေတဲ့မင်းသားတယောက်တည်းမမမမရဲ့နေလာရဲ့ထို့နောက်အကြည့်တစ်ချက်နဲ့အတူထို့နောက်ရဲစခန်းတွင်ဟေးဒါရီတော့အကုန်မင်းလုပ်ခဲ့တာလားဒါတွေကတကယ်ပဲလားမင်းငါကိုရိုးရိုးသားသားပြောလို့ရပါတယ်ဆိုပြီးရဲတရက်ကမင်းသားကိုစစ်ဆေးနေရတယ်အေးပါဒီလိုဖြစ်ရမျိုးကိုကီလတယောက်ကလုပ်တယ်ဆိုတာမယုံနိုင်စရာပဲလေထို့နောက်အမျိုးသမီးတယောက်ပြားတီးပြာရာနဲ့ရောက်လာပြီးကျမတောင်းပန်ပါတယ်ဆိုတဲ့တောင်းပန်စကားနဲ့အတူခါကိုကိုင်းကအနုညွတ်နေတန်းပံကမင်းသားကိုရဲစခန်းကေနာခေါ်ထုတ်သွားပေးရတယ်ဟေးမင်းမနာဘူးလားကျင်ကျင်နာနာနဲ့မေးတဲ့စကားတခွန်းလေးကြောင့်မင်းသားကလည်းသူ့ရဲ့တုံရင်နေတဲ့လက်တံနေလားနဲ့မနာဘူးဆိုပြီးပြန်ဖြတ်ခဲ့ပါတယ်အမျိုးသမီးကြီးကမင်းသားထံကတိတစ်ခုကိုတားလေတဲ့မင်းသားကတော့စဉ်းစားနေတာပေါ့သူမဘာကိုတောင်းမလဲဆိုတာကိုငါကိုကတိပါနောက်ဘသူကိုမှထပ်ပြီးမတိုက်ခိုက်တာပါဘူးလို့မင်းသားတိတ်ဆိတ်သွားတယ်ခုနကပဲဒီအလုပ်ဟာသူရဲ့အလုပ်ဆိုပြီးခံယူထားပေမဲ့ခုပဲရံမဖြစ်ဖို့ကတိတိုင်းနေပြီလားဒါမဲ့မင်းသားအနေနဲ့ရွေးချယ်စရာမရှိခဲ့ဒါကြောင့်ပဲသူတည်းပါသူမမျက်လုံးထဲကဝမ်းနည်းမှုတော့ကိုလည်းသူမလိုချင်တော့ဘူးလေလားအမျိုးသမီးကလည်းကျေးဇူးတင်ပါတယ်ဆိုပြီးပြန်နေပြခဲ့တယ်ဒါပေမဲ့အချိန်တုန်းကသူမရဲ့ဝမ်းနည်းမှုနောက်ွယ်ကအမတ်တရားကိုတော့မင်းသားကမသိရှိခဲ့ဘူးအဲ့လိုနဲ့အချိန်ကြီးတော့တဖြည်းဖြည်းကုန်ဆုံးလာပြီးမင်းသားလည်းအလေတန်းចောင်းသားဖြစ်လာခဲ့တယ်ဟိတ်ကောင်ဆောက်ယူပန်းဆိုတဲ့အော်တန်နဲ့အတူနောက်ကေနာတကားကိုဖျက်ဆီးကဝင်လာပြီးမင်းသားရဲ့နိုင်ကြကိုဒူးနဲ့ပြေးတိုက်ကဒါကိုရီစရာလို့ထင်နေတာလားဆိုပြီးမေးလာတယ်မင်းသားလည်းအငိုက်မိကကျမ်းပြင်ပေါ်ကိုလဲကျသွားသေးလာတယ်အနိုင်ကျင့်တတ်တဲ့ចောင်းသားတွေကခုထိအနိုင်ကျင့်တတ်တုံးပဲဆောက်ယူတစ်ခုခုလုပ်ဖို့မင်းကိုပြရင်အတာကိုလုပ်မင်းမှာပတ်စံမရှိရင်တခြားတယောက်စီကချေးဆိုတဲ့စကားနဲ့အတူမင်းသားကိုအနိုင်ကျင့်ကြတာတယ်မင်းသားကလည်းခုထိပေးထားတဲ့ဂတိကိုတီနေတော့မှပဲငါတောင်းပန်ပါတယ်ဆိုတဲ့စကားတခွန်းကိုမပြောချင်ပဲပြောလိုက်ရတယ်ဒါကိုမသိတဲ့အနိုင်ကျင့်သူတွေကဒါဆိုနောက်တစ်ခါမလုံးနဲ့ဆောက်ယူဆိုပြီးမင်းသားရဲ့မျက်နှာကိုကျမ်းပြင်နဲ့ကတ်ထားလိုက်တယ်အထူးသဖြင့်ငါပတ်ဝန်းကျင်မှာမင်းကိုမင်းကယူစိတ်တာပိုကောင်းမယ်ဆိုပြီးပါမင်းသားကိုချင်းချောက်သွားသေးတယ်ထို့နောက်မင်းသားလည်းကျမ်းပြင်ကိုလက်သီးနဲ့ထောက်ပြီးတက်ပြင်းချကမင်းကောင်းကောင်းလုံနိုင်ခဲ့တယ်ဆိုပြီးကိုပဲပြန်ပြီးချီးမွမ်းနေလာတယ်ထို့နောက်အိမ်ပြန်ရောက်တဲ့အခါမင်းသားရဲ့အမေကဟေသားလေးเจ้าကဘလို့လဲဆိုပြီးမေးတာပေါ့မင်းသားကလည်းကောင်းပါတယ်ဆိုပြီးတိုးတုတ်လေးလည်းပဲပြန်နေဖြပြီးတော့အမေကောစားတောက်ဆိုင်မှာဘယ်လိုလဲဆိုပြီးပြန်မေးတဲ့အမေဖြစ်သူကလည်းအဆင်ပြေပါတယ်ဆိုပြီးပြန်ဖြေတယ်တကယ်တမ်းမင်းသားလိုချင်နေတာကသူ့အမေဖြစ်သူရဲ့အပြုံနဲ့ပျော်ရွှင်မှုကိုဖြစ်နေတယ်ဘလို့ပဲဖြစ်နေပါစေအဲ့ဒီအပြုံးကိုသူလိုအပ်တယ်တဲ့ဒါပေမဲ့ပျော်ရွှင်နေတဲ့သူတို့မိသားစုလေးထံသတင်းဆိုးကရက်လာပြန်တဲ့ကားမဲတန်းကြီးနဲ့အတူလူတယောက်ကဓာတ်ပုံတစ်ပုံကိုတည်လာပြီးကြက်တော်တောင်းပန်ပါတယ်မတန်သူဆုံးသွားပြီတဲ့စကားကြောင့်မင်းသားဖြစ်သူရဲ့အမေမှာယူကျုံမရဖြစ်နေရပြီးအမေဘာဖြစ်နေတာလဲဆိုတဲ့မင်းသားရဲ့စိုးရိမ်ပူပန်နေရတဲ့စိတ်တွေနဲ့မိမိလိုက်တယ်အာဒီသူကဘသူများလိမ့်နာ
ဟုတ်ကဲ့ကြတော့ရဲ့ Boston School ဆိုတဲ့ manga လေးရဲ့ chapter 2 ကီတာဒီနေရာမှာတပိုင်းရက်သွားပါပြီနော်တပိုင်းနဲ့တပိုင်းအနှဲငယ်ကြာသွားတဲ့အတွက်လဲတောင်းပန်ပါတယ်ဗျဒီဘက်မှာအနှဲငယ်ပြဿနာလေးဖြစ်သွားလို့ပါဒီရှေ့လျှောက် manga chapter 2ကိုပုံမှန်လေးတင်ပါမယ်ဗျကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ထားကြပါအောင်ဗျအားလုံးပဲနောက် chapter မှာပြန်ဆုံကြမယ်နဲ့